ပါတယ်ရင်ကြီးပါတယ်ညီမရင်ကြီးကိုထိန်းသိမ်းပါတယ်ညီမမိန်းကလေးပြီးသားပါအမေပြပြောရတယ်အမေရှိကျူတာကောင်မကြမ်းဖက်တလုံးနဲ့အခုလေးလေနော်အန်တီများတို့အိမ်မှာရှိလားမသိအန်တီများရေအန်တီများသမီးဟင်းလာပို့တဲ့ရှင်အန်တီများရေအန်တီများရှိရမယ်အန်တီများရေဒါဆိုသမီးဝင်လာခဲ့ပြီအန်တီများနော်ဟောအေးဝင်လာသမီးရေဝင်လာခဲ့အန်တီများအမေလေးနေချင်းကောက်တဲ့ချိုးလာပေးခိုင်းတာအန်တီများစားနေပြောလို့လေဟုတ်လားသမီးရေဟုတ်တယ်စားနေကြားနေပြီဟုတ်ကဲ့စင်ဘာသမီးလေးကမင်းကြောင်ပြလိုက်တယ်နော်မင်းမဆန်ဆန်လေးနဲ့ကျေးဇူးပါရှင်အန်တီများရမ်းရှက်စရာကောင်းတယ်လိမ့်အန်တီများနေကောင်းတယ်ဟုတ်ကောင်းတယ်သမီးကောင်းတယ်နော်ဟုတ်ကဲ့ချစ်ဖို့တအားကောင်းတယ်မြန်မာဆန်ဆန်လေးပြန်ကြက်သိကိုရှိနေရပဲအိမ်ကသမီးပူမလည်းဖွာပါတခြားစီစီနေသမီးလေးရေမင်းတို့ပြင်ခါသွားမယ်နော်ဘာလုပ်တဲ့နေတကယ်ချင်းမင်းတို့ပဲရှင်းတာလားသွားမယ်ညတာသိနေလိမ့်မှာကြည့်တယ်ဟင်းဖို့ဘာမှတော့ညာတော့လာပွင့်နေတော့မြန်မာကြည့်တယ်ဒီကောင်မလေးကြက်စမ်းအလောက်လှထောင်ကြက်သေးရှိတော့နင်းကြည့်လိုက်ဒူးပေါ်ပေါင်ပေါ်နဲ့အမဲနဲ့ဒီလိုကြည့်ပဲအမေဒူးပဲပေါ်တာဖင်ပေါ်တာမဟုတ်ဘူးမေဘာဖြစ်လို့ဒူးပဲပေါ်တဲ့ကိစ္စကြီးကိုနော်လုံးလုံးကြောင်ဝတ်တာပြီးတော့နောက်ကမှပါဆိုတာမျိုးမသိပဲနဲ့ဟာယူလိုက်နောက်တော့သမီးကိုအန်တီများအဲ့ဆိုသမီးပြန်လို့အေးသမီးနေသူများတော့သမီးလေးဘာမှရှောက်ပြောတော့အားရစားကောင်းဟာအနာသာရှိလို့လေကြည့်ဟိုမှာကြည့်လိုက်ဒီမှာတော့မြန်မာဆန်ဆန်လေးဘလောက်ချစ်စရာကောင်းလဲအမေဘာဖြစ်လို့အဲ့ကောင်မမြန်မာဆန်ဝတ်ပြီးတော့နောက်ကမှဘလို့လေဖြစ်နေတော့အမေသိလားဘာမှမဖြစ်ဘူးငါသိတယ်ဟုတ်ပါနာအေးကနေဘာဟုတ်ပါနာအေးရလေအမေဘာမှမသိလိုက်ပြောမနေလို့ပြပြောလို့ရှိရင်အများကအေးကိုပြန်ပြန်ပြီးပြောတာနေပြန်ဟုတ်တယ်နားတယ်တော့နော်ပြန်ပြောတာပြန်ပြန်မဟုတ်တာအမေအဲ့ဒီကောင်မသမီးအဲ့ဒီကောင်မလည်းအရင်ထိုင်းတာပဲထိုင်းတာမဟုတ်ဘူးဒီမှာတော့သမီးလည်းတွေ့နေလုံးရှင်းမယ်ကြည့်လေအမြင်တာအမေကအပြင်ပြန်ပြင်ရတာလေအဲ့ဒါကိုပြောလိုက်လို့ရှိရင်တော့တခွန်းလေးမခံဘူးတော့ဟာမမသိဘူးသွားမှမြင်သွားမှဒီတော့ခေါ်လာကခေါ်မယ်ဟေးဘေးနင်တို့ရောအများနဲ့တလားနေကိုဆန္ဒဟုတ်လာတဲ့မဝေရှိရနုံနဲ့ကိုစားခိုင်းမယ်နော်ဒီတော့စားနေတယ်အဲ့ဒီရှိအမေပဲစားလိုက်တော့လေလိုက်ဖေးလာခဲ့တွေ့မယ်လို့လာရှင်းတွေ့မယ်လို့ဘလို့သားသမီးကိုအများနဲ့ပြောနေရပြန်မပြောနားမထောင်မိုးပါလေစောစီအခုတူတွေများလုံးလို့ပါဟာသိလားအိမ်မှာလဲအဲ့လိုမျိုးအပြင်တော့ချေဘူးအဲ့လိုမျိုးပြောရရှိဟဲ့ထားလိုက်အခုတူညလာအပြင်သွားတာပဲခဏလေးပြောမသိလားဟိုဘက်ရမျိုးဆိုတော့ကမှနေသိလားသိတယ်အေးတရားတော့အဲ့ဒါငါမရဟေးအဲ့ဒီကောင်မနဲ့ငါအရန်နှိုင်းတာကွယ်ပြောကြအကမအီကိုငါအမြဲနဲ့စခိုင်းတာနေစသည်ကွယ်အမလေးဒီကောင်မသူ့ကိုနေလို့တောင်မလေးဘိုင်းကောင်းကြောင်းပြီး तू ရိုးသားပါတယ်ပေါ့မလေး तू အရန်ရင်ကြီးပါတယ်ပေါ့မလေးတလောကတော့ तू တောက်တယ်မြမမှုမြမရင်ကြီးမှုတော့ထိန်းသိမ်းနေပေါ့မလေးဒီကောင်မအပြင်ဘိုင်းကအလိုမသူ့ရဲ့ဒီကောင်မနောက်ကမှနေပါသိနေသိလားသူ့ကြောင့်မသိဘူးအေးနေမလည်းမသိဘူးအေးငါသိလို့ငါပြောပြတာဟာအဲ့ဒါငါမြန်လက်မခံကောက်မကောင်မနောက်ကရေးသားရဲ့ဘလက်ဘွားအမလေးပွေတာထုတ်တာလိုက်မှဆိုဒီကောင်မနမေတာထွက်တာငါဗီဒီယိုကောအဲ့မလေးအဲ့ငါမြန်ဘာမသိဘူးသိလားလာအဲ့လိုကောင်မလေးကြောက်ဖို့ကောင်းတယ်တကယ်စင်လာကိုလည်းခုချိန်ချင်မလာသေးဘူးဘယ်တော့လည်းမသိဘူးရောဒီကြောက်လာပြီးဆုံးနေရတာမျက်နှာကြောက်ရချလို့ရှိရင်ဟေးကိုလည်းဘာမှမသိဘူးစောင့်နေကြပြီလားခေဆောင်လည်းကြာပြီရောတယောက်တည်းလားတယောက်တည်းပေါ်ဘယ်နဲ့လာမှလဲကိုကလည်းတကယ်ချင်းလည်းခေါ်မလာဘူးလားရှစ်ကလည်းဟဲ့ဒီနေ့ဒီလိုရှိမကောင်းဘူးလေကိုလည်းပါလိမ့်အခုဒီထွက်လာမှအမေမသိဘူးဟုတ်ပါပြီလူကရှင်းသွားပြီနော်ဘာလဲကိုမဟုတ်ဘူးအာဝပေးချင်အာဝပေးလို့လွမ်းနေတာတညာလုံးလွမ်းနေတာချစ်လူဆိုးသွားနန်းအောင်တော့နန်းနဲ့ပေါ့နန်းမှာပဲနန်းမှာလို့ဘာလို့မသိဘူးဘာစားပြောလဲကွာအခုလားမနေ့တော့မွေးခါစားလာတယ်ပြီးလို့ရှိရင်ဝက်သားတို့စားလာတယ်အဲ့ဒီမျိုးစားလာတယ်ဘိုက်ဒီအောက်မယ်နော်မသေးရမစားနဲ့ဝက်သားတို့ထိုးတယ်ဟိုကလေကိုမမချူရဘူးအခုကျွေးမယ်တော့ကျွေးမယ်ပြဘာသာတော့ခုနော်ဘာတော့မရချစ်လို့စတာပါအဲ့ချစ်ဘာလို့ကိုမရတော့ဘူးဘာဖြစ်လဲမရတော့ဘာဖြစ်လဲတေးပေါက်ရှင်လို့ပြောတာဘာဖြစ်တော့ကိုဘာလည်းမသိဘူးဒီမှာဘူးဒီနေဘာဖြစ်လို့လဲဘယ်တော့မှမသိဟိုမလားဟိုနားလေးတော့ကိုဘာဘောကိုမသွားရဲဘူးတဲလေးပေးမလားနော်ဘာမလားဘာလည်းမသိဘူး爸爸你爸爸你干嘛？嘿，阿妹嘞，我阿妹ပြောတော့မေတကောင်မဘယ်ကောင်တဝီဆိုတဲ့ဟာပြောမိအမတငယ်နဲ့ဒီနေ့လည်းလုံးတော့ပဲအမေချမကောင်းတယ်ဟုတ်တော့မဘာဒီမှာလဲရပြီဒီလိုချင်းစင်းရှိဟဲ့မောအမေလေးတော့ဒီဥစ္စာကငါတို့အမေကိုပြရတယ်ဒီလားဟဲ့လာတော့မေပြကောင်မချမကောင်းတာအမေအမေအတီးရဲ့အမေဟဲ့ဒါ
အများနဲ့ပြနေမိမရေ ထမချမချမချ ဘာလဲပြော မချအမေအရန်ကိုမှချီကျူးပါဆိုမှမြို့ဝင်မှာမချအကောင်တကောင်နဲ့ချင်းတွေးနေတာ ဟေးမဟုတ်ဖက်နဲ့မနေ့ကမငါ့သူဟင်းလာပုတ်သွားသေးတယ် မနက်ကဟုတ်တယ်အခုဒီမှာကြည့်မတူလားနော်ဒီမှာနော်သူ့သပင်းမှာသပင်းကောက်ကိုတယ်မကြည့်တာသူ့ပုံမှာသူ့ပဲ အခုခေတ်ကဖုန်းတွေကအမျိုးမျိုးဆော့ဝဲလုံးရငါသိတယ်ဒီလိုတွေသူနောက်တော့မဟုတ်တန်းနေဖျောက်ပြောတယ်တို့အများနဲ့တို့ပဲ အမေထဲကနေမရောโอเคပြောတာကောင်းတယ် ဟာလို့အများနဲ့သူနောက်တော့သမီးတို့အများနဲ့ဟိုဖြစ်တယ်ကောင်မတွေသူတို့ကြည့်တော့ပြင်ဒူးပုံဖြစ်ပေါ်သူများကက်ကြီးသေးတယ် 3 လခန့်ကြာတော့ခါ ဒီကနေပူတယ်မသွားကြတော့များအဲ့ဆိုင်မသွားနေတာပဲ မတော်ကြတယ်ကဘေးကော အမေဒါဟိုအမေဟိုမြို့မဟုတ်ဘူးလား မသိဘူးလေဒါသမီးတကယ်ကြောင့်ဟောက်ကမလေးဟုတ်လို့လားအဲ့ကောင်မလေးကအင်္ဂလိပ်သိခါရှိပါတယ် ဟဲဒီမှာလက်နောက်ကြည့် သမီးမိမပါရှင်အန်တီ မြို့မှာ မြ အမေတခြား ဟုတ်တယ် သမီးနေမလို့ဖြစ်တာတော့ အိတ်ထုံကြပါလားလေအန်တီရဲ့ အိမ်လုံးကြောက်သွားတာ ဟုတ်တယ် အဲ့ဒါဘယ်လားရှိပြီတော့ 3 လစင် ဒီဘိုက်က 9 လ အမေပြောတယ်တကသူကအရင်ရိုးသားပါတယ်ရင်ကျေးပါတယ်ညီမရင်ကျေးမှုထိန်သိမ်းပါတယ်ညီမမင်းကလေးပြီးသားပါအမေပြောရတယ်အမေရှိတူတဲ့ကောင်မကျန်းဖက်တလုံးနဲ့အခုနေလေ ဘယ်လိုဖြစ်တာလဲမသိပါဘူး လင်ခံတော့လေအမလေးလင်ကထိုင်နေတော့တယ်မကျန်းပြောပြအောင်ကမသူ့လင်ရထိုင်မှာဖောက်ပြင်မသူ့လင်ကြည့်တာမကျအမေရောက် အဲ့ဒါသမီးရဲ့အဲ့ဒါသမီးကိုရှိပြထား အ တာ မေတော့ပါလေကြောက်ပါအဲ့ဒါက သိခိုင်းစီတော့နော် အေးတော်လေးပြပြတော့နော်မလေးဟာအမေသမီးပြောတာမလေးနေတော့ကရွာစီပေါ်ထိုးလာပါကြီးအမလေးတက်လက်ပြပါကြီးဟာဒူးပေါ်ဖောင်ပေါ်ဝတ်တဲ့ကောင်မနေတို့တွေအစောကြီးလင်ရမှာနော်နေတို့လင်ရမှာနေတို့တွေအမေသမီးတူမြပြောရလေဟာအမေအခုအရန်ချီကျူးတဲ့ကောင်မချဟိုအနာမချဖိုက်တော့အမေမြလားအမေတူ သမီးကိုပြောတယ်တို့ကငါလိမ္မာသိချင်လို့ဆုံးမနေတာ အမေဘာကအမေဘာမလဲအမေပြောတာနော်ကြာအမလေးအဲ့ဒီကမရှိအမေကစားခိုင်းတာလေအမေမမေ့သေးလား အေးဆိုတော့တော့ဒီကောင်းတာဒီအဲ့ဒါသမီးကိုညပြောတာ အမလေးမချက်ချင်မြေပြောင်းလဲမြင်တယ်နော်အမလေးပြောင်းချက်ချင်တော့ဒါသမီးမျိုးဟောလို့လားမေ ဟုတ်ပါတယ် အပြောင်းလဲမြင်တော့သမီးကြည့်လိုက်ပါဦး တို့ နော် ပြော ပြော င်း င်း သား လဲ လေးကိုမအေးဖြစ်ပြောတာဆိုရင်လို့ မလေးချက်ချင်တော့ကြာကျမသမီးကိုပါလေငါကျွန်တော်အဲ့ကောင်စီစားခိုင်းတာငါတော့ခင်းလားဘာလဲချက်တောင်းနေသွားတော့